အားလုံးပဲမင်္ဂလာပါခင်ဗျာ Life Healing ကိုနပိုင်ဆို channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာခက်ခဲပင်ပန်းနဲ့နေ့စဉ်လူနေမှုဘဝမှာရုန်းကန်ရင်ကျွန်တော်တို့ကိုယ်တိုင်တတိမထားမိပဲစိတ်ကျန်းမာရေးအားနည်းလာတာမျိုးကိုတစ်ခါတလေတွေ့ကြုံရတတ်ပါတယ်ဒီနေ့မှာတော့စိတ်ကျန်းမာရေးအားနည်းလာပြီဆိုတာအတိအကျစေတဲ့အချက်တွေအကြောင်းဆွေးနွေးတော့မှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1အကြောင်းရင်းမရှိပဲစိတ်လေးနေခြင်းဘာကြောင့်စိတ်ကြီးနေမှန်းလဲမသိပေမဲ့စိတ်ထဲမှာနေလို့မကောင်းတာလူကပေါ့ပေါ့ပါနဲ့ပုံမှန်လိုမခံစားရတာမျိုးပေါ့ဒီလိုခံစားရရင်တော့စိတ်ကိုပြန်လဲဆန်းစစ်ပြီးစိတ်ညစ်ရခြင်းရဲ့အရင်းမြစ်ကိုတွေ့တော်ပြီးဖြည့်ရှင်းဖို့နည်းလမ်းရှာသိပါပြီခင်ဗျာနံပါတ်2ဖိအားတံပိုခံရခြင်းဖြစ်လေဖြစ်ထရှိတဲ့ပြဿနာတည်တည်လေးတွေကိုတော့အကြီးလို့မြင်ပြီးစိတ်ကထိခိုက်လွယ်နေတာမျိုးပေါ့စိတ်ကြိုတော်ထွက်ဖို့လွယ်သလိုဝမ်းနဲ့ဝမ်းသာဖြစ်ဖို့လည်းလွယ်တယ်စိတ်ကိုယ်က control မလုပ်နိုင်ပဲစိတ်ရဲ့အနည်းငယ်တက်ကြတိုင်းကိုလိုက်ခံစားနေရတာဘူးလို့ခံစားနေရရင်တော့ကိုယ့်ရဲ့စိတ်ချမ်းသာရေးအားနည်းနေတာကိုပတ်ဝန်းကျင်ကလူတွေကပါသတိထားမိနိုင်လာပါပြီနံပါတ်3တယောက်တည်းနေရတာနှစ်သက်လာခြင်းဒီချက်ကလူတော်တော်များများသတိမထားမိရဲ့အချက်ပါကိုကတယောက်တည်းနေရတာကိုပိုကြိုက်လာတဲ့အခါကိုရင်းကျက်သွားတယ်လို့အထင်မှားတတ်ကြတယ်မှန်တကယ်ကကိုရင်ဆိုင်နေရတဲ့ဖိအားတွေကိုတယောက်တည်းဖြစ်ရှင်းရတဲ့အခါမှာတခြားသူတွေကိုကိုကနားလည်ဖို့ကိုကတခြားသူတွေကိုနားလည်ဖို့လိုအပ်တဲ့ communication ကိုလုပ်နိုင်ကြမရှိတော့တာပါတတိပြုရမှာကအခုလိုခံစားနေရပြီဆိုရင်စိတ်ကိုအလိုလိုက်ပြီးတယောက်တည်းမနေပါနဲ့မိမိချစ်ခင်သူလူနည်းစုနဲ့ဖြစ်ဖြစ်ခံစားချက်တွေကိုတိုင်ပင်ဆွေးနွေးသင့်ပါတယ်နံပါတ်4အဲ့အစားမမှန်ခြင်းတမတ်ချိန်တစ်ခုအတွင်းမှာမအိမ်နိုင်မစားနိုင်တော့ဘူးတော်တော်တိတာတဲ့အချက်ဖြစ်ပြီးစိတ်ကျန်းမာရေးတွေမကကိုယ်ကျန်းမာရေးကိုပါထိခိုက်လာနိုင်ပါပြီတော်တော်သတိထားရမယ့်အချက်ပါခင်ဗျာကျွန်တော်တင်ပြသွားတဲ့အချက်တွေကိုတစ်ချက်ထပ်ပို့ပြီးခန်းစားနေရရင်ရင်းနှီးယုံကြည်ရသူတွေနဲ့မျှဝေပြီးစိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ဆွေးနွေးသင့်ပါတယ်အားလုံးပဲစိတ်ကျန်းမာပျော်ရွှင်ကြပါစေပုံမရည်သွေးမြင့်တဲ့ content တွေနားထောင်ခြင်း channel လေးကို subscribe လုပ်ခဲ့ပေးပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်